ဝစ်ခါထိတ်တန့်တက်ဖြစ်သမားတစ်ယောက်ဖြစ်ပါတယ်သူ့ချစ်ဆုံးဇနီးအတွက်အလုပ်ကိုလုံးဝအနားယူလိုက်ပါတယ်သူတို့နှစ်ယောက်အတူလှပတဲ့ဘဝကိုခဏကြာနေခဲ့ကြပေမဲ့တနေ့မှသူ့ဇနီးဟာရုတ်တရက်ယောဂဖြင့်ကွယ်လွန်သွားပါတယ်စိတ်တက်ကြတဲ့ဘဝတွေကိုချက်ချင်းရောက်သွားတယ်ဇနီးကကွယ်လွန်မတိုင်ခင်မှာဝက်ကိုအမတ်တရအဖြစ်ချစ်စရာကောင်းတဲ့ခွေးလေးတစ်ကောင်လက်ဆောင်ထားခဲ့ပါတယ်ဝက်ကဇနီးပေါ်ချစ်ချင်းမြတ်တာတဲ့စိတ်နဲ့အဲ့ဒီခွေးလေးကိုဆွဲမြဲထားခဲ့ပြီးသူ့နဲ့အတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အချစ်ဆုံးကိုဆုံးရှုံးရတာကြောင့်ဝက်ဟာခွေးလေးနဲ့အတူတဖြည်းဖြည်းနဲ့ဘဝကိုပြန်ရင်ဆိုင်လာပြီးလှုပ်ရှားမှုပြန်စတင်နိုင်ခဲ့ပါတယ်။ဒီနေ့မှာဝက်ဟာအပြင်ထွက်သွားတဲ့အချိန်မှာဂိုင်းလူငယ်အဖွဲ့တစ်ဖွဲ့နဲ့တွေ့ခဲ့တယ်။အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ဂျိုဆက်ဖ်ကဝက်ရဲ့စီအေတဲ့တမ်မိုကြီးကားကိုမြင်ပြီးဝယ်ဖို့ကမ်းလှမ်းခဲ့တယ်။ဝက်ကဝေလိုအပ်သူမျိုးမဟုတ်တဲ့အတွက်ချက်ချင်းပဲညှင်းလိုက်တယ်။ဂျိုဆက်ဖ်ကတော့ဒီလိုပဲချခံရတာမခံနိုင်တဲ့အတွက်ရန်ဆောက်ဖွဲ့ခဲ့တယ်။ညမှာသူ့အဖွဲ့ကိုခေါ်ပြီးဝက်ရဲ့အိမ်ထဲဝင်ကြတယ်။ဝက်ကိုပြင်းပြင်းထန်ထန်ရိုက်ကန်ပြီးကားတော့ယူသွားတယ်လို့ခွေးလေးကပါရန်တင်စွာတတ်ခဲ့တယ်။အေဂျင့်နဲ့ဘဝဖြတ်ကျော်နေတဲ့ဝက်ဟာအစတုန်းကတော့သူ့အသက်အန္တရာယ်ကိုဆွတ်လွတ်ပြီးတက်ဖြတ်သမားလုပ်ငန်းကနေပဲထွက်ခဲ့ပါ။ဒါပေမဲ့အခုတော့ဇနီးချစ်ချင်းမှအမွေတန်ခွေးလေးကိုရက်ဆက်စွာတက်ခံရတာကြောင့်ဝက်ဟာအလွန်ဒေါသထွက်ပြီးလက်စားချေဖို့ဖြစ်လာပါတယ်။တစ်ဖက်မှာအလုံးစင်ပြေပြီးလို့ထင်ပြီးကားကိုတွားပြုပြင်ဖို့ဆိုင်တစ်ဆိုင်ကိုတွားတယ်။ဒါပေမဲ့ဆိုင်ရှင်ကဝက်ရဲ့ကားဖြစ်တာသိပြီးဂျိုဆက်ကိုချက်ချင်းရိုက်ခဲ့တယ်။ဂျိုဆက်ကအံ့တင်သွားတယ်။သူထင်တာကဆိုင်ရှင်ကသူ့လက်အောက်ခံဖြစ်ပြီးတဘာဝအတိုင်းအောက်မေ့နေမယ်ထင်တာပဲ။ဒါပေမဲ့ဆိုင်ရှင်ကပြန်ပြေခဲ့တာကသူဟာဂျိုဆက်ရဲ့ဖခင်ဖြစ်မိတ်ကလည်းမြတ်တဲ့လုပ်ဖို့ကင်ပဲဖြစ်ပြီးဂျိုဆက်ရဲ့အမိန့်မနာကြားတဲ့သူလို့ပြောခဲ့တယ်။ဂျိုဆက်ရဲ့ဖခင်ဖြစ်တဲ့ဗိတ်ကောကဒေတာခံတွေကြားနာမည်ကြီးတဲ့မူရစ်ကိုင်ကောင်းဆောင်တူဖြစ်ပါတယ်။ဒါကြောင့်ပဲဂျိုဆက်ကလည်းဖြစ်တယ်လို့နေထိုင်နေတာပါ။ဝစ်နဲ့ဆိုင်ရှင်ကလည်းမိတ်ဆွေတွေဖြစ်တဲ့အတွက်ဝစ်ကဗိတ်ကရဲ့သားကဆွဆွဲသူဖြစ်တယ်ဆိုတာသိလိုက်တဲ့အခါမှာချက်ချင်းပြန်တိုက်ဖို့ဆုံးဖြတ်တယ်။ဗိတ်ကောကသူ့သားကိုသူ့လက်အောက်ခံကပြုပြင်သူလက်ထဲမှာအရိုက်ခံရတာပြီးတယ်လီဖုန်းခေါ်ကဆိုင်ရှင်ကိုခေါ်ချင်တယ်။ဒါပေမဲ့ဆိုင်ရှင်ကသူ့ကိုအရိုက်ခံတာတိုက်တရှိတဲ့အဖြစ်ဖြစ်လို့ခံရတာပါပဲလို့ပြောလိုက်တယ်။ဂျိုဆက်ကဝက်ရဲ့ကားကိုခိုးသွားပြီးသူ့ခွေးကိုပါတတ်လိုက်တာကြောင့်ပဲဖြစ်တယ်။ဗိတ်ကောကကြားပြီးအရေးကြီးတာပြီးလို့ချက်ချင်းနားလဲသွားတယ်။ဝက်ဟာထိတ်တန့်တက်ဖြတ်သမားတစ်ယောက်ဖြစ်ပြီးဒီယူဆိုင်မှုပြည့်စုံတယ်။ရခိုင်လုံးကဝက်ကဗိတ်ကအတွက်အကြီးစားအမှုတစ်ခုလုပ်ပေးခဲ့တဲ့အတွက်ဗိတ်ကရဲ့ခိုင်းရဲ့ယနေ့အောင်မြင်မှုတွေမှာဝက်ရဲ့အကျိုးရှိမှုကြီးမားပါတယ်။ဒါပေမဲ့အခုဝက်ကိုသူ့သားကတွားရန်စတာကြောင့်ဘေးကင်းမဲ့အရာမဖြစ်တော့ဘူးဆိုတာဗိတ်ကောအနေနဲ့သိနေပြီ။ဂျိုဆက်ကိုလက်အောက်ခံတွေအရှိမပဲထက်ခါတလဲလဲရိုက်ပြန်တယ်။ဂျိုဆက်ကတော့စဉ်းစားခြင်းမရှိပဲဒါကိုကင်တွင်နိုင်လို့ပြောပြီးဝက်ကကိုတက်လိုက်ရုံနဲ့ပြဿနာပြီးပြီလို့ထင်နေတယ်။ဗိတ်ကပူပြီးအမျက်ထွက်လာပြီးဝက်ကဇလန်းထဲကမင်းသားဖြစ်တာမလားမေးဖို့တောင်မလိုဘူး။လွယ်လွယ်နဲ့ဘလို့တက်နိုင်မှာလဲ။ထို့နောက်ဗိတ်ကဝက်ကိုဖုံးခေါ်ပြီးတောင်းပန်ခဲ့တယ်။သူ့အနေနဲ့ဝေဖြည့်ရှင်းလို့ရတဲ့ပြဿနာဆိုတာအရေးမကြီးဘူးလို့ထင်ထားတော့တယ်။ဝက်ကဘာမှမတုံ့ပြန်ပဲဖုံးကိုချလိုက်တာနဲ့ပဲဗိတ်ကအနေနဲ့တည်သွားတယ်ပြဿနာကအရန်ကြီးနေပြီ။တက်ဖြတ်သမားတွေအတွက်တိတ်တိတ်ဆိတ်ဆိတ်ဆိုတာကအားလုံးကိုတတ်ဆိုတဲ့အတိတ်ပဲနဲ့တူပါတယ်။အဲ့ဒီအချိန်မှာတင်ဗိတ်ကဝက်ရဲ့အိမ်ကိုလက်အောက်ခံတွေကိုချက်ချင်းပို့လွတ်တယ်။ဒါပေမဲ့ဝက်ကတောင့်တင်းစွာပြင်ဆင်ပြီးသားဖြစ်တဲ့အတွက်အားလုံးကိုအလွယ်တကူတက်ပစ်လိုက်တယ်။ထိုအချိန်မှာဒေတာခံရဲတပ်ဖွဲ့ကအင်အားကြီးသောအတန်ရှိပြီးစူညံတန်ကြောင့်ရောက်လာပြီးမြဝက်ကိုမြင်တဲ့အခါမှာတုံ့ပြန်မှုမရှိဘဲတိတ်တဆိတ်နဲ့ပြန်ထွက်သွားပါတယ်။ဝက်ရဲ့တက်ဖြတ်မှုဟာရဲတော်မဝင်ဆက်ဖို့အထိပြင်းထန်တယ်။ပြီးဆုံးချိန်မှာဝက်ခါတန်ရှင်းရဲ့အဖွဲ့ကိုဖုံးခေါ်ပြီးတက်ဖြတ်မှုဖြစ်ပြီးတဲ့နေရာကိုနှုတ်ဝက်တန်ရှင်းရေးလုပ်ဖို့အမှားစာပေးလိုက်တယ်။ဒီအဖွဲ့ဟာစွမ်းရည်မြင့်တဲ့ professional တွေနဲ့ငွေတောင်းတဲ့အတိုင်းအလုပ်လုပ်ပေးတတ်တဲ့တက်ဖြတ်သူတွေအတွက်မဖြစ်မနေလိုအပ်တဲ့နောက်ထပ်ဝန်ဆောင်မှုဖြစ်တယ်။ပထမအကြိမ်တိုက်ခိုက်မှုမအောင်မြင်တာနဲ့ဗိတ်ကောကဝက်ကိုဖယ်ရှားဖို့စုချင်းငွေအမြောက်များထားပြီးတပ်ဖို့မိန့်ချတယ်။တခါတည်းမှာပဲအစီအစဉ်ဆုံးရှုံးမှုမရှိဖို့အတွက်ဝက်ရဲ့မိတ်ဆွေဟောင်းကိုလည်းခေါ်တယ်။မိတ်ဆွေဟောင်းတယောက်ကိုဝက်ကလည်းတန်တရားမဖြစ်နိုင်တာကြောင့်အကောင်းဆုံးအစီအစဉ်လို့ထင်ပါတယ်။မားကတ်ကလည်း2သိန်းအမေရိကန်ဒေါ်လာကြားတာနဲ့လက်ခံလိုက်တယ်။ဗိတ်ကလည်းတားဖြစ်သူဂျိုဆက်ကိုနားစာအဖြစ်အသုံးပြုဖို့ဆုံးဖြတ်ပြီးလက်အောက်ခံတွေနဲ့အမြဲလိုလိုထိန်းထားခဲ့တယ်။ဝက်ပေါ်လာအောင်ဆွဲဆောင်ပြီးအခွင့်အရေးယူကာတက်ဖို့ကြံစီတယ်။ဝက်ခါလည်းသူ့ဘေးကင်းရဲ့အတွက်အထူးတည်တံ့သတ်မှတ်ထားတဲ့ဟိုတယ်မှာတဲကူခဲ့တယ်။